အင်္ဂလိပ်စာကိုစိတ်ဝင်စားတဲ့သူအတွက်ဆိုလို့ရှိရင်တော့ဗီဒီယိုတိုင်းမှာကိုယ့်အတွက်တစ်ခုခုကြံတာတွေအမြဲတမ်းပါမှာဖြစ်ပါတယ်မင်္ဂလာပါဒီနေ့ကတော့ noun clause ရဲ့အဆက်ပေါ့နော် noun clause ကိုပဲထပ်ခါပြောနေတယ်ဆိုတာကအစပြိုးထားပြီဆိုတော့အဆုံးအထိလဲကျွန်တော်တို့ကတွားရမှာဖြစ်တယ်တဝက်တစ်ပြက်ဆိုလို့ရှိရင်တော့မကောင်းဘူးပေါ့နော်အလုပ်တစ်ခုစလိုက်ပြီဆိုလို့ရှိရင်တော့အဆုံးအထိကိုတွားမှာပဲရမှာဖြစ်တယ်ဒါကြောင့်မို့ဒီ noun clause ကိုမပြီးမချင်းကျွန်တော်ကပြောနေတာဖြစ်ပါတယ်အင်္ဂလိပ်စာကိုစိတ်ဝင်စားတဲ့သူအတွက်ဆိုလို့ရှိရင်တော့ဗီဒီယိုတိုင်းမှာကိုယ့်အတွက်တစ်ခုခုကြံတာတွေအမြဲတမ်းပါမှာဖြစ်ပါတယ်အခုဒီနေ့ကတော့ပါလဲဆိုလို့ရှိရင် noun clause ကိုသုံးပြီးတော့မြန်မာဝါကျကနေအင်္ဂလိပ်ဝါကျတွေရေးကြည့်တာပေါ့နော်ရေးကျင့်ခြင်းပေါ့နော်ကျင့်ယူရမှာဒါတွေကရေးကျင့်ယူရမှာပေါ့ကျွန်တော်တို့ကမြန်မာလိုစဉ်းစားပြီးတော့အင်္ဂလိပ်လိုရေးတယ်လို့ပြောတဲ့အခါမှာမြန်မာလိုကိုအင်္ဂလိပ်လိုဓာတ်ရိုက်အဲ့လိုရေးတာပြောတာမဟုတ်ပါဘူးသူကတချို့စာကြောင်းတွေကတချို့ဝါကျတွေကအကြောင်းအရာတွေကတော့မြန်မာလိုကနေဓာတ်ရိုက်အင်္ဂလိပ်လိုရေးလို့မရဘူးပြောလို့မရဘူးစီလျော်ပြောရတာရှိတယ်ဒါပေမဲ့အများစုကတော့ပြောလို့ရပါတယ်ကျွန်တော်တို့ကအင်္ဂလိပ်ဘာသာစကားကိုလေ့လာမယ်ဆိုလို့ရှိရင်တော့ကြားခံတစ်ခုလိုအပ်တာဖြစ်တယ်ကြားမှာဆက်တွယ်ပြီးမဲ့အရာတစ်ခုလိုအပ်တယ်ဒီအရာကကျွန်တော်တို့မိခင်ဘာသာစကားဖြစ်တယ်မြန်မာစကားကိုတောင်းရမှာဖြစ်တယ်မြန်မာလိုနားလည်မှာပဲအင်္ဂလိပ်လိုကိုပြပြဝဝနားလည်နိုင်မှာဖြစ်ပါတယ်ဒါကြောင့်မို့လဲ English to Myanmar Dictionary ဒီပေါ်လာတာပေါ့မြန်မာလိုမစင်စားနဲ့အင်္ဂလိပ်လိုပဲပြောပါဆိုတော့ကျွန်တော်တို့ကအင်္ဂလိပ်လိုမျိုးတွေမဟုတ်ဘူးအင်္ဂလိပ်လိုဘယ်လိုတွေးရမလဲမသိဘူးအင်္ဂလိပ်အတွေ့အခေါ်မရှိဘူးအင်္ဂလိပ်ကလေးတွေကြတော့သူတို့ကကြားခံပါသုံးတယ်လေပြောတဲ့ခါကျသူတို့ကကြားခံကတော့တခြားဘာသာစကားတော့မရှိတော့ဘူးပေါ့နော်သူတို့ကမြန်မာစကားလိုမျိုးကြားခံမလို့ဘူးလေဒါပေမဲ့သူတို့မှကြားခံပါလို့တယ်လေဆိုလို့ရှိရင်တော့ပစ္စည်းလိုတာဖြစ်ပါတယ်အရာဝတ္ထုပစ္စည်းတစ်ခုခုကင်ပြပြီးတော့ဒီဟာဘာဟုတ်တယ်အခုဥပမာပြောမယ်ဆိုရင်အတန်ကိုပဲကြားပြီးတော့ကျွန်တော်တို့ကနားမလည်နိုင်ဘူးသူတို့ကအတန်ကြားတယ်ပြီးတော့အဲ့ဒီအတန်နဲ့အတူအရာဝတ္ထုပစ္စည်းတစ်ခုကိုတို့တွေ့တယ်ဆိုတော့ဒါကိုဥပမာပြောမယ်ဆိုလို့ရှိရင်ဒီဟာကို marker လို့ပြောတယ်လို့ပြောလို့ရှိရင်ဒီဟာ marker လို့ဆိုလို့ရှိရင်သူကကြားခံဘာသာစကားမလို့တော့ဘူးဒီဟာကိုကြည့်လိုက် on top marker ဟုတ်တယ်ဆိုတော့ကလေးတွေအဲ့လိုလေ့လာတာဖြစ်တယ်ဟုတ်နော်ကြားခံအနေနဲ့သူကပစ္စည်းကိုတုံးတာပေါ့နော်ဒါပုံလို့တုံးတာပေါ့အဲ့လိုမျိုးတုံးချင်းအဖြစ်လေ့လာဆိုလို့ရှိရင်သူကအမှမြန်မာစကားစဉ်းစားစရာမလိုတော့ဘူးကွာပုံကိုကြည့်လိုက်လို့ရှိရင်အခုတချို့တော့ကြောင်းမှာပေါ့နော်ကလေးတွေကိုတင်တဲ့ပုံစံအဲ့ဒီပုံစံဖြစ်ပါတယ်ပိုကားချက်ကိုပြလိုက်တယ်ပြီးဒီဟာ marker ဟုတ်တယ် tiger ပါဒါက the flower ပါဆိုတော့ the plant ပါဆိုတော့ကိုပုံကိုပြချင်သူတို့ကပုံနဲ့တီးတော့တာဖြစ်ပါတယ်ကြားခံစကားဘာသာစကားမြန်မာစကားမတုံတော့ဘူးပေါ့ကွာဒါပေမဲ့ကျွန်တော်တို့ကဒီလိုမျိုးစာကိုဘာသာပြန်မယ်စာကိုရေးမယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ကပုံကြီးပဲသုံးလို့မရတော့ဘူးဒီကိုယ့်ရဲ့မိခင်စကားကနေဘာသာပြန်ရမှာဖြစ်ပါတယ်ဟုတ်ပြီနော် okay အဲ့ဆိုရှင်တွားရအောင်နော်စကားနည်းနည်းရှည်သွားပြီနော် noun clause ကိုသုံးပြီးမြန်မာဝါကျမှာအင်္ဂလိပ်ဝါကျကိုရေးကျင့်ခြင်းပေါ့နော်ကဲမိနေ့တိုင်းဘာလုပ်တယ်လဲဆိုတာကအရေးကြီးတယ်ဝါကျမသွားခင်မှာဒီမှာရေးထားတဲ့ဟာကိုဒါဘယ်လိုပြောမလဲအသုံးပြုလို့ရအောင်ဒီမှာနည်းနည်းပေးထားတာပေါ့နော်ဒါနည်းနည်းရှုပ်တက်လို့ပေါ့နော်မြန်မာကအင်္ဂလိပ်လိုရေးတဲ့အခါမှာကျွမ်းသွားပြီဆိုလို့ရှိရင်တော့မရှုပ်တော့ဘူးဒါကတော့ဘယ်မှာထားရမလဲဆိုတာတခါတိလာတာပေါ့နော်ဒါပေမဲ့စစချင်းရေးချင်းတဲ့အခါမှာကျတော့ subject လား object လားအဲ့လိုခွဲရတာနည်းနည်းရှုပ်တာပေါ့နော်ဒီလိုမှတ်ထားလို့ရတယ်နော်ရေဘူးရအဖြစ်အမြဲတမ်းတော့အဲ့လိုမဟုတ်ပါဘူးဒီဟာနော်ရေဘူးရအဖြစ်ပေါ့နော်အများအဖြစ်အဲ့လိုဆိုတာဆိုလို့ရှိရင်ဒီ subject နေရာမှာတွားထည့်ရမှာဖြစ်တယ်အဲ့ဒီ clause ကို noun clause ကိုဆိုတာကိုဆိုလို့ရှိရင် object နေရာမှာထည့်ရမှာဖြစ်တယ်ကျွန်တော်တို့အရင်တော့ကျောင်းမှာတင်တဲ့အခါမှာ pronouns တွေတင်တဲ့အခါမှာဒီမှာလို့ပြောတဲ့အခါမှာ subject မှာလာတယ်go တို့ are တို့ဆိုလို့ရှိရင် object မှာလာတယ်အဲ့ဒီပုံစံအတိုင်းပါပဲအခုဒီ clause noun clause ကိုဆိုတာလို့ဘာသာပြန်မယ်ဆိုလို့ရှိရင် subject မှာထည့်ရမယ်ဆိုတာကိုဆိုလို့ရှိရင် object မှာထည့်ရမယ်ဒါပါပဲကဲဆိုတော့ကြည့်အောင်မေးနေ့တိုင်းဘာလုပ်တယ်လဲဆိုတာကအရေးကြီးတယ်ဒီပြောတဲ့အခါမှာဒီမှာတွေ့မယ်နော်မေးနေ့တိုင်းဘာလုပ်တယ်လဲဆိုတာကအရေးကြီးတယ်ဒီဟာက noun clause ဖြစ်တယ်ဒီ noun clause ကိုရှေ့မှာလာရေးရမှာဖြစ်တယ်အဲဆိုရင်ဒီမှာ conjunction တစ်ခုရှာရမယ် conjunction ကဘာလဲဆိုရင်ဘာဆိုတဲ့စလုံးပေါ့နော်ကဲဆိုဘာဆိုတဲ့စလုံးရေးလိုက်မယ်ဒီမှာ what အဲဆိုရင်ဒီ clause ထဲမှာ subject က me ဟုတ်တယ်နော်ဆိုရင် what you
ပြီးရင်လောက်တာကပါလဲ do ပေါ့ what you do နေ့တိုင်းထည့်လိုက်မယ်ဒီမှာ every day ဒီမှာ what ကြမဆုံးသေးဘူးเนาะဒါ now clause ပဲရှိသေးတယ် what you do every day ပြီးမှအရေးကြီးတယ်ဆိုတာလားအရေးကြီးတာ important ပေါ့နော် adjective ဖြစ်နေတယ်ဒါကြောင့်မို့ verb to be ထည့်ပေးရမယ် is important adjective ရေးတဲ့အခါတိုင်းကျွန်တော်တို့ကဒီ verb to be ဖြစ်တဲ့ဟာတွေထည့်ပေးရမှာဖြစ်ပါတယ် clause တွေမှာပါတဲ့ဟာဆိုလို့ရှိရင်ဒီမှာဘာလဲဆိုတာဘာဆိုတာ what ကြည့်လိုက်မယ်ပြီးရင် main ဒါ subject ဟုတ်တယ်ဒါအချိန်ဟုတ်တယ်ပြီးတော့ဒီမှာဒါ verb ပေါ့နော်လောက်တာက verb ဟုတ်တယ်ဒါအကဆိုတော့ဒီဟာတွေကတော့ဒီမှာလောက်တယ်လဲဆိုတာအကဆိုတော့ဒါကလို့ verb ပေါ့နော်ဒါကတော့ subject နေရာမှာထည့်ရမယ်ကဆိုတော့နော် what you do every day is important မင်းနေ့တိုင်းဘာလုပ်တယ်လဲဆိုတာကအရေးကြီးတယ်မင်းလုပ်တဲ့အရာကတရရကြရင်သူ result ပေါ်လာမယ်အဲ့လိုသိတယ်ပေါ့နော်ကဲမင်းလိုချင်တဲ့အရာကမင်းလိုအပ်နေတဲ့အရာမဟုတ်ဘူးတဲ့ဒါမှ clause တစ်ခုတုံးထားတယ်နော်ဒီလိုမျိုးဝါကြတွေလည်းရေးလို့ရတယ်နော်ဝါကြတွေကကောင်းတယ်ဟုတ်ပါတော့ဒါကိုမမှန်ကန်ကန်အင်္ဂလိပ်လိုရေးတက်ရမှာပေါ့နော်မင်းလိုချင်တဲ့အရာကဆိုရင်ဒီရှိကအပိုင်းကအစမှလာရမယ် subject နေရာမှာလာရမယ်ဆိုရင်မင်းလိုချင်တဲ့အရာဒီအရာကိုလည်းကျွန်တော်တို့က what နဲ့တုံးရမှာဖြစ်တယ်နော်အဲ့ဒါထည့်တည်ထားမယ်အရာလို့ပြောတဲ့အခါမှာမင်းလိုချင်တဲ့အရာပြောတဲ့အခါမှာ what နဲ့ရေးရမယ် what means ဆိုတော့ you လာမယ် what you want ပြီးတော့အချိန်တွေမှာပါအောင်ထည့်ဆရာမလို့ဘူးပြီးမင်းလိုအပ်နေတဲ့အရာမဟုတ်ဘူးတဲ့မဟုတ်ဘူးဟုတ်တယ်ဆိုလို့ရှိရင် verb to be တုံးရမယ်ဒီမှာဒီမင်းလိုအပ်နေတဲ့အရာဆိုတာကဒီဟာက object နေရာမှာဝင်သွားမယ်နော် what ကြောင့်တော့မှာဒီဟာကတော့ subject နေရာမှာလာမယ်ဆိုတော့ what you want မဟုတ်ဘူးဆိုတော့ is not ထည့်လိုက်မယ် what you want is not what မင်းလိုအပ်တာ you need hello ဟုတ်တော့စေ what you want is not what you need မင်းလိုချင်နေတာဟာမင်းလိုအပ်တဲ့အရာမဟုတ်ဘူးပြောချင်တာအဲဆိုရင်သူကဒီ subject နေရာမှာလဲ clause တုံးထားတယ်ဒီ object ပေါ့နော်ဒါမှမဟုတ် complement ပေါ့နော်ဒီမှာ verb to be ဆိုတော့ complement လို့ခေါ်တယ်ဒီမှာလဲပါလဲ clause တုံးထားတယ် subject နေရာမှာရော clause တုံးထားတယ် now clause တုံးထားတယ်ဒီမှာမလဲပါလဲ now clause တုံးထားတယ်ပေါ့နော်လို့ပေါ့နော်ဒါဆိုရင်အလဲက verb ကဒီဟာပဲဟုတ်တယ်ကဲနောက်ခုတော့ကြည့်အောင်ငါဘာလုပ်နေတယ်လဲဆိုတာကိုငါသိတယ်တဲ့အဲဆိုရင်ငါဘာလုပ်နေတယ်လဲဆိုတာကိုဆို go ဖြစ်သွားရင် go ဆိုလို့ရှိရင်ဒီဟာရင်မလာရတော့ဘူးဒီငါသိတာရင်လာရမယ် I know ဒီငါဘာလုပ်နေတယ်ဘာပဲဒီမှာလဲ what ပဲเนาะ what စကားဆက်က what ပဲများနေတယ်ဒါပေမဲ့အခုနောက်တော့ what I do ရေးလို့မရတော့ဘူးဒီမှာ tense ပါတယ်เนาะလုပ်နေတာပြောချင်တာဒါကြောင့်မို့ present continuous tense တော့ရမယ်ဒီ tense ကိုကိုယ်သိထားမှာเนาะ I know what I am doing အဲ့လိုရေးမှမှန်မှာเนาะ I know what I'm doing ငါဘာလုပ်နေတယ်လဲဆိုတာသိတယ်လို့เนาะကဲဆိုရင်ဒီ what I'm doing ဆိုတာကတော့ဒါ now clause ဖြစ်တယ်ပြီးနေရာမှာဝင်လာဆိုရင် object နေရာမှာဖြစ်သွားရင်เนาะအခုနောက်ဒီအပေါ်ကနေကြောင်းက subject နေရာမှာဒါ object နေရာမှာမင်းဘာလို့ချင်တယ်လဲဆိုတာငါ့ကိုပြောပါမင်းဘာလို့ချင်တယ်လဲဆိုတာကိုပေါ့ဒီမှာကတော့မြန်မာလိုနေပြောလိုက်တော့ကိုကပြောက်သွားတယ်ကွာတန်တော့ကိုရှိတယ်ပတ်ထားမယ်မင်းဘာလို့ချင်တယ်လဲဆိုတာကိုငါ့ကိုပြောပါအဲဆိုရင်ငါ့ကိုပြောပါဆိုတာကြီးစာမယ်ငါ့ကိုပြောပါဆို tell me ပေါ့เนาะ tell me ပြီးရင်မင်းဘာလို့ချင်တယ်လဲwhat you want tell me what you want ဒါတချင်းတွေကပေါ့နော် tell me what you want what you really want ဒါဆိုဒီမှာ what you want ဆိုတာကဒီမှာ object နေရာမှာဝင်လာတဲ့ now clause ဖြစ်ပါတယ် okay ဆိုသူမဘာကြောင့်ငါ့ကိုထားခဲ့တယ်လဲဆိုတာငါမသိဘူးအဲဆိုဒီမှာသူမဘာကြောင့်ငါ့ကိုထားခဲ့တယ်လဲဆိုတာကိုအဲ့ဒါကတော့ now clause ပဲเนาะဒါ now clause ဟုတ်တယ် go ဖြစ်တဲ့အတွက်ကြောင့်မို့သူက object နဲ့တော့ထားရမှာဖြစ်တယ်ပြီးရင်ငါမသိဘူးအရင်လာမယ် I don't know ပေါ့နော်အခုမသိတာလည်းပြောလို့ရတယ်အတိတ်ကမသိခဲ့ဘူးဆိုလို့ရှိရင်တော့ဒီမှာ I didn't know ပေါ့နော်အဲ့လိုပေါ့ I didn't know ဘာကြောင့်တုံးရမှာဒီမှာကျတော့နော်စကားဆက်မှာဒီ now clause တဲ့ကစကားဆက်က what တုံးလို့မရတော့ဘူး why သူမဆိုတော့ဗာလဲ she ထားခဲ့တယ်ဆိုတာ past tense ရေးရမယ်ထားခဲ့တယ်ဆိုရင် left left I don't know why she left ငါကိုဆိုတော့ဗာလဲ me အဲ့လိုပဲ why she left me ဆိုတာကတော့ object နေရာမှာဝင်လာတဲ့ now clause ဖြစ်ပါတယ်အဲ့လိုဆိုလို့ရှိရင်ဒီလိုမျိုးဝါကြလေးတွေကိုကျွ
ကျွန်တော်တို့ကရေးတက်မယ်ဆိုလို့ရှိရင် essay တွေပါတွေဆက်ကရေးကြည့်မယ်ဆိုလို့ရှိရင်တော့ဒါစာအရေးတာကကိုယ့်အတွက်ကောင်းလာမှာဖြစ်ပါတယ်ဟုတ်ပြီနော်ဒီနေ့တစ်ချက်ဖတ်ကြည့်အောင်ဒါနော်ဆိုရင်မိနေ့တိုင်းပါလုပ်တယ်လဲဆိုတာအရေးကြီးတယ်ဆိုလို့ရှိရင် what you do every day is important မေးလို့ချင်တဲ့အရာကမေးလို့အပ်တဲ့အရာမဟုတ်ဘူး what you want is not what you need ငါဘာလုပ်နေတယ်လဲဆိုတာကိုငါသိတယ် I know what I'm doing မင်းဘာလို့ချင်တယ်လဲဆိုတာကိုငါ့ကိုပြောပါ tell me what you want ဒီမှာဘာကြောင့်ငါ့ကိုထားခဲ့တယ်လဲဆိုတာကိုငါမသိဘူး I don't know why you left me I didn't know why you left me ကျိုးရှိမယ်လို့မျိုးလေးပါတယ်ကျေးဇူးတင်ပါတယ်